ဟုတ်ကဲ့မင်္ဂလာပါစီကိန်းအုပ်စု B ရဲ့ပွဲစဉ်တွေရဲ့ဒုတိယမြောက်ပွဲစဉ်အပြီးမှာတော့မြန်မာအသင်းဟာ6မှတ်ရရှိထားပြီးပထမနေရာရယူထားပါတယ် BNN နဲ့ဖိလစ်ပိုင်အသင်းတွေဟာ3မှတ်စီရရှိထားကနောက်တစ်ဆင့်တက်ရောက်ရေးအတွက်အပြိုင်ဆိုင်ဖြစ်နေကြပါတယ်ဖိလစ်ပိုင်အသင်းဟာမြန်မာနဲ့ရင်ဆိုင်ခဲ့စဉ်ကမေထက်လူရဲ့နောက်ကျအနိုင်9ကြောင့်အရှုံးပေးခဲ့ရပေမဲ့ BNN နဲ့ပွဲမှာမိနစ်60ကျော်ထပ်ဆောင်အချိန်ပုံမှာရရှိခဲ့တဲ့9ကြောင့်နောက်တစ်ဆင့်တက်ရေးအိမ်မက်ဟာဆက်လက်ရှင်သန်ခဲ့တာဖြစ်ပါတယ်ဖိလစ်ပိုင်ရဲ့ဒီနိုင်ပွဲကြောင့်ပဲမြန်မာအသင်းအနေနဲ့နောက်တစ်ဆင့်တက်ရောက်ရေးဟာ BNN ပွဲကစားပြီးမှသာအဖြေထွက်မှာဖြစ်ပါတယ်အကယ်၍သာ BNN နဲ့ဖိလစ်ပိုင်တို့ဟာတရေသာဖြစ်ခဲ့မယ်ဆိုရင်မြန်မာအသင်းအနေနဲ့နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်နောက်ပွဲမှာ BNN ကိုတရေကစားနိုင်တာနဲ့နောက်တစ်ဆင့်ကိုအုပ်စုဘိုနဲ့တက်ရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီနှစ်မှာရွှေမှန်းထားတယ်ဆိုရင်တော့ဘလို့အခက်ခဲဖြစ်ဖြစ်ကြော်ဖြတ်ရမှာဖြစ်ပါတယ်နောက်တစ်ဆင့်တက်ရောက်ရေးကိုတော့ဂိုးကွာခြားချက်နဲ့ဆုံးဖြတ်မှာဖြစ်ပါတယ်ဂိုးကွာခြားချက်မှာတော့ BNN ကတာနေပါတယ်ဒါပြင်ဖိလစ်ပိုင်အသင်းဟာလည်းနောက်ဆုံးပွဲမှာမလေးရှားနဲ့ကန်ရမှာမို့သူတို့စီမှာလည်းအခွင့်အရေးရှိနေပါတယ်ပြီးခဲ့တဲ့စီးကိန်းပြိုင်ပွဲတုန်းကတော့ဖိလစ်ပိုင်အသင်းဟာမလေးရှားအသင်းကိုတကူဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူကြော်ဖြတ်ခဲ့ပါတယ်အကယ်၍သာမြန်မာကရှုံးပွဲကြုံတွေ့ခဲ့မယ်ဆိုရင်ဖိလစ်ပိုင်ကလက်ရှိဂိုးကွာခြားချက်ကတော့3ညဖြစ်ပါတယ်မြန်မာကတော့ +4 ဖြစ်ပါတယ်ဒါကြောင့်သူတို့အနေနဲ့၄ဂိုးအထက်သွင်းလိုက်နိုင်ရင်မြန်မာအသင်းအုပ်စုတက်ရောက်နိုင်မှာမဟုတ်ပါဘူးတစ်ဖက်က BNN မှာလည်းတရေရလက်ရခဲ့မယ်ဆိုရင်လက်ရှိမှာသွင်းကို +6 ဖြစ်နေပေမဲ့ဖိလစ်ပိုင်ကဒီထက်များတဲ့ဂိုးရေအတွက်သွင်းခဲ့မယ်ဆိုရင်တော့ BNN အုပ်စုပြုတ်မှာဖြစ်ပါတယ်ဒါကြောင့်သူတို့အနေနဲ့မြန်မာကိုအနိုင်ကန်ဖို့ဦးတည်လာမှာဖြစ်ပါတယ်BNN ပွဲဟာကျွန်တော်တို့အတွက်အုပ်စုပွဲစဉ်တစ်ခုဆိုတာထက်ပိုပါတယ်အကြောင်းကတော့ BNN ကိုကြော်ဖြတ်နိုင်တာနဲ့နောက်တစ်ဆင့်ကိုအုပ်စုဘိုနဲ့တက်ရောက်မှာဖြစ်တာကြောင့်တစ်ဖက်ကအုပ်စုဒုတိယဖြစ်တဲ့အင်ဒိုနဲ့သာရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့် final ဆိုတဲ့လမ်းကြောင်းဟာဖြောင့်ပြူးသွားမှာဖြစ်ပါတယ်ဒီချက်ကြောင့်ဒီပွဲဟာ semi final ပွဲလိုအရေးကြီးနေတာဖြစ်ပါတယ်ဒီနေရာမှာမြန်မာအသင်းရဲ့အားသာချက်တချို့ကိုတော့ပြောကြည့်ချင်ပါတယ်အဲ့ဒါကတော့မြန်မာဟာမလေးနဲ့ပွဲမှာတချို့ကစားသမားတွေဟာအနားရခဲ့ပါတယ်မလေးနဲ့ပွဲမှာကွင်းလေကနော်ထက်ထက်ဝင်တဲ့နောက်တန်းကလင်းလက်ဦးတို့ဟာဝင်ရောက်ကစားခဲ့ခြင်းလုံးဝမရှိခဲ့ပါဘူးဒါအပြင်ဖြူဖြူဝင်းနဲ့ဂိုးသမားတို့ကိုလည်းဒုတိယပိုင်းမှာအနားပေးခဲ့ပါသေးတယ်BNN ကတော့မနေ့ကဖိလစ်ပိုင်နဲ့ပွဲမှာအတော်လေးရုန်းခဲ့ရတာကြောင့်ပွဲပန်းနေမှာအမှန်ပါနောက်တစ်ချက်ကတော့ပရိသတ်အနေထားပါတေချာတာကတော့မြန်မာပရိသတ်တွေဟာ BNN နဲ့ပွဲနေမှာတော့ပုံများလာဖို့ပဲရှိပါတယ်ဒီချက်ဟာမြန်မာကစားသမားတွေတက်အရေးပါလာပါတယ်ဥပမာပြောရရင်ပြီးခဲ့တဲ့ယူဆက်ခွန်အာရှဖလားမှာပရိသတ်တွေရဲ့အားဟာတစ်ဖက်အသင်းကို pressure ပြစေပြီးအားသာချက်ဖြစ်စေခဲ့ပါတယ်နောက်ထပ်ထည့်သွင်းပြောရမှာကတော့ဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုပါပြီးခဲ့တဲ့စီးကိန်းမှာတော့ကလည်းတွေ့ဆုံခဲ့ပြီး VNN ကအုပ်စုပွဲမှာ3ဂိုးတကူဘိုလူပွဲမှာတော့2ဂိုး0နဲ့အနိုင်ယူထားတာဖြစ်ပါတယ်ဒီတစ်ချိန်မှာတော့ဒီရလက်တွေကိုပရိသတ်တွေရဲ့အားကစားသမားတွေရဲ့စူးစမ်းမှုနဲ့အတူခြေဖြတ်ပြရမှာဖြစ်ပါတယ်အုပ်စုရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့17ရက်နေ့ညနေ3နာရီခွဲအချိန်မှာတပြိုင်နက်ကန်ကြရမှာဖြစ်ပါတယ်ဒါကြောင့်လာမယ့်ကြာသပတေးနေ့မှာရင်ခုန်မှုတွေအပြည့်နဲ့စောင့်မျှော်အားပေးရမှာဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ